မင်္ဂလာပါဒီနေ့ဗီဒီယိုမှာဒီမီအိုလေးတွေကိုကြည့်ပါအောင်တစ်လုံးချင်းစီကပေါင်100ကျော်အလေးချိန်ရှိတဲ့ဒေတာကန်တွေကဒီမီအိုတွေကိုစိုက်ထားကြတာပုံမှန်ဆိုရင်ပေါင်100ပေါက်ကိုငွေ900နဲ့တိုက်ရိုက်ရောင်းလို့ရတယ်ဒါပေမဲ့မတမာတဲ့ကုန်တယ်တွေလက်ထဲရောက်သွားရင်တော့ကိစ္စနောက်တစ်မျိုးပေါ့ဒီမီအိုလေးတွေကဘာအတွက်လဲဆိုတာသိချင်နေလားပထမဆုံးပြောချင်တာကဒီမီအိုတွေကလူကြီးမလို့မြင်နေရတဲ့အတိုင်းတာမန်မီအိုတွေမဟုတ်ဘူးသူတို့အားလုံးဒီလိုတပုံစံနဲ့ကျိုင်းပြစ်မှာလဲနေကြလားဘာကြောင့်လဲသူတို့ရဲ့လက်ပါတဲ့အောက်ပိုင်းပုံစံကိုကြည့်လိုက်ရင်သိတော့မယ်ဒီမီအိုတွေကိုမမတ်ထားခြင်းရင်မင်းကိုရိုင်းဒါမှမဟုတ်တစုံတစ်ယောက်ကအားစိုက်ထောက်ခွန်ဖို့လိုအပ်တယ်ဒီပဲစစ်ပုံစံမီအိုတွေဟာတကယ်တော့ဂျော်ဂျီယာနိုင်ငံမှာဆက်ပြူဝိုင်ချက်လောက်ရမှာအသုံးပြုတဲ့ကျွေးတဲ့ပစ္စည်းတွေပဲဒီမီအိုတွေလောက်တဲ့အခါမှာအသုံးပြုတဲ့ပစ္စည်းကမြေစာနှုတ်ဆုံးထက်မြေစာတဲ့ပန်းထိန်တဲ့တယောက်ကဒီလိုလုပ်တယ်ပြီးရင်ဒီလိုလုပ်တယ်နှုတ်ဆုံးဒီလိုပုံစံနဲ့လုပ်လိုက်တယ်ရွှန်းစည်းတွေလုံလောက်ပြောင်သွားတဲ့အခါလူတွေကသူတို့ရဲ့လက်နဲ့စကြည်ဒီကင်တွယ်ပုံတင်ကြတယ်အခြေခံအုံမြင့်မခိုင်ရင်ဘာမှမလုပ်နိုင်ဘူးဆိုတဲ့စကားလို့ဒီမြေအိုးလုပ်ငန်းမှာလည်းဒီသဘောပဲအိုးအောက်ခြေအပိုင်းပြင်ဆင်ပြီးသားနဲ့ပန်းထိန်တဲ့အခါသူ့ရဲ့မွေးရပါကျွမ်းကျင်မှုကိုသုံးပြီးအိုးပက်လက်ကိုလှပတဲ့အရွက်ကျွေးပုံစံလေးတွေထွင်ထုတယ်ဒီလိုလုပ်ရတဲ့ရွေးချက်ကအလားဆင်ဖို့တခုတည်းမဟုတ်ဘူးမညီမညာထိနေမှသာရွှန်းစည်းချက်တွေကြားမှာခိုင်မာကတ်ဆက်နိုင်မှာမို့လို့ဒီလိုချောမွေ့စွာလုံနိုင်စွမ်းကပိုအချင်းချင်းအခါခါလေးကျင့်ထားမှရတဲ့အရေးအချင်းပဲရွှန်းစည်းတွေမချောင်မီအချိန်မီအိုးကိုတဲ့ရဲ့အဓိကပုံတရံကိုချက်ချင်းပဲဖော်ထုတ်လိုက်တယ်တကယ်လေးတွေမှာတော့ဒီလိုမြန်ဆက်လုံနိုင်မှာမဟုတ်ဘူးပုံသွင်းယူတဲ့မကဘူး6သွေးဖို့အတွက်ရန်50-60လောက်ကြာမယ်လုံးဝ6သွေးသွားဖို့ဆိုရင်နောက်ထပ်လပိုင်းလောက်ထပ်ဆောင်ရမယ်နောက်ဆုံးအဆင့်အနေနဲ့မီးဖိုးတဲ့ထည့်ပြီးဖို့ရမယ်တပဲကြာအပူချိန်မြင့်နဲ့ဖို့ပြီးတာနဲ့မီအိုးတွေအစင်သင်းသွားပါပြီဟုတ်ကဲ့ဒီမီအိုးကိုတကယ်အသုံးပြုမီတတိထားရမှာကခေတ်မော်နီသုံးပြီးအတွင်းပိုင်းကိုတေချာရှင်းလင်းရမယ်ဆိုတာပဲပေါ့လေအားလုံးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်နောက်တစ်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်